အားလုံးပဲမင်္ဂလာပါခင်ဗျာပကံဦးစီစင်ရောဘူဖေးထမင်းဆိုင်မှာကြိုဆိုလိုက်ရပါတယ်ခင်ဗျာပကံဦးစီစင်ရောဘူဖေးထမင်းဆိုင်ဟာပကံညောင်ဦးရွှေစည်းကုန်းဖျားတောင်ဘက်မုတ်အလိုတော်ပြည့်ဘုန်းကြီးကျောင်းအနီးမှာတည်ရှိပါတယ်ခင်ဗျာတစောင်းတိုင်းပိတ်ရဲ့ပကံကိုလာလေကြမဲ့မျိုးအနေနဲ့ကကျေးဇူးရှင်များပကံကိုရောက်ခဲ့ရင်ကျွန်တော်ဒီပကံဦးစီစင်ရောဘူဖေးထမင်းဆိုင်ကိုတစ်ခေါက်တော့လာရောက်သုံးဆောင်စီခြင်းပါတယ်ခင်ဗျာအဝိပြူငါစွာတာဝန်ကျေစွာနဲ့ကျွန်တော်ဦးစီမှတာဝန်ယူပြီးတော့ရောင်းချမှာဖြစ်ပါတယ်ခင်ဗျာဧည့်သည်တော်များပကံကိုရောက်ခဲ့လို့ဗိုက်စာနေပြီဆိုတာနဲ့ဦးစီကိုသာတတိရလိုက်ပါခင်ဗျာပကံမှာဦးစီရှိရနော်အားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာมาเลยอาเปจาတဲ့အဲ့တော့များဘူးတယောက်ချင်းကဟိုဒီစမှာချင်းစောစောထားကပဲပြုတ်ကိုဝဲစီကိုဆန်းလို့နေကိုကိုနိုးမထမင်းကျန်တဲ့ကျွေးမိတလုံးလေးပြုစုမိတဲ့အချင်းများစွာဖြင်းသာရ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 ွေလူသာပင်စင်ညွန်းဖွဲ့ခြင်းသာအချင်းများစွာဖြင်းသာမောင်ထံကိုရေးရဲ့မိစာလွာမာစေတာစေဆူတောင်းချွေကဒါလေးကတော့ငါ6အသားချက်လေးဗျာဒါလေးကတော့ငါတစ်တာလေးပါဗျာဒါလေးကတော့ငါခုချက်လေးပါခင်ဗျာငါခုလေးပါဒါလေးကတော့ငမြင်းလေးနဲ့ဂွေးသီးလေးနဲ့ချက်တာပါဒါကတော့ကြက်မြင့်ချက်သေးနဲ့အာလူးလေးပါခင်ဗျာဒါလေးကတော့ငဖယ်လုံးချက်လေးပါဒါလေးကတော့ရွှေကောင်းပြောင်ပါခင်ဗျာဒါလေးကတော့ကျွန်တော်တို့ဟိုငချင်းချက်လေးပါဒါလေးကတော့ချက်သားစီပြန်လေးပါခင်ဗျာဒါလေးကတော့ငဖယ်စုပ်ချက်လေးပါခင်ဗျာဒါလေးကတော့ဝက်သားစီပြန်လေးပါခင်ဗျာတောဝက်သားလေးပါဒါလေးကတော့ချက်သားနဲ့အာလူးလေးနဲ့ချက်တာပါဒါလေးကတော့င6တညင်းသီးချက်လေးပါခင်ဗျာဒါကတော့ဝက်သားမြစ်ချင်ပါခင်ဗျာဒီကောင်ကတော့ဝက်သားနဲ့ပုံးရည် special လစ်ပါဒီကောင်ကတော့ဝက်ကလီစာဟင်းလေးတွေကစီများတယ်ဆိုတာစီမများချက်တာပါခတ်ပေးတဲ့ဧည့်သည်ဝိုင်းထဲမှာတော့ကျွန်တော်တို့စီရှော့ပြီးခတ်ပေးပါတယ်ခင်ဗျာအညာဆိုတော့အညာ style လေးချက်တာပါခင်ဗျာအဲတော့ကျွန်တော်ဦးစေစင်ရောဘူဖေးထမင်းဆိုင်ပါခင်ဗျာဧည့်သည်တော်များအားလုံးလာရောက်အားပေးလို့ရပါပြီခင်ဗျာဒါလေးကတော့ဦးစေရဲ့စေတနာမြတ်တာလေးတွေနဲ့ချက်ထားတဲ့အရန်ဟင်းပါခင်ဗျာဒီလိုအရန်ဟင်းလေးတွေကအများကြီးကိုဆိုင်ရနေကျွန်တော်ဆိုင်ရနေ free ချပေးတာပါခင်ဗျာဘလို့ပဲစားကျွန်တော်ဆိုင်ရအရန်ဟင်း free ချပေးပါတယ်ခင်ဗျာဒါလေးကတော့ဦးစီစင်ဘူဖေးထမင်းဆိုင်လေးပါတစောင်းတိုင်းပိတ်ရမှာဦးစီကိုလာအားပေးသွားတဲ့9ရက်သားသမီးမြန်မာနိုင်ငံရရမှာကျေးဇူးရှင်များအားလုံးကိုကျေးဇူးအများကြီးကိုတင်ပါတယ်ခင်ဗျာဦးစီရဲ့ဆိုင်အလှပလေးပါခင်ဗျာအော်ဒါမထားပဲနဲ့ဗျာဦးစီဆိုင်မှာဦးစီစားခြင်းလို့ပါရောင်းပေးပါဆိုတဲ့မိတ်ဆွေရဲ့တဲ့များចောင်းသူចောင်းသားများကလေးတွေအားလုံးဦးစီကနေအစင်ပြောင်းရောင်းချပေးလိုက်ပါတယ်ဗျာဒါပေမဲ့ကလေးတွေဦးစီဆိုင်မှာဦးစီဆိုတဲ့ဧည့်သည်တော်တွေရောကလေးတွေရောအားလုံးရောင်းချပေးလိုက်ပါတယ်ဗျာအဲ့နာညီမလေးတွေကဘူဖေးမှာဘူဖေးဆိုလဲညီမလေးတွေကိုလည်းစင်ပြောင်းရောင်းချပေးပါတယ်ဗျာ
ကဲကလေးတွေကျေးဇူးများတင်ပါတယ်လာရောက်ပို့ပေးတဲ့ကျောင်းသူကျောင်းသားကလေးတွေရောကျောင်းဆရာမတွေကျေးဇူးများတင်ပါတယ်ခင်ဗျာပကံရောက်လို့ဦးစေကိုတတိယပဲဆိုလို့လာရောက်အားပေးတဲ့ဒီအားလုံးအမျိုးတွေအားလုံးဦးစေကနေစင်ပြောင်းရောင်းပေးလိုက်ပါတယ်ဗျာအားတော့ဒီနေ့ဦးစေချက်ထားတဲ့ဟင်းလျာတွေပါခင်ဗျာဟင်းလျာတွေ share တွေဦးစေက share ဆိုမှ share ချက်တာဗျာ share သားငါးတွေပဲချက်ပြီးတော့ရောင်းချပေးတာပါဈေးနှုန်းမှန်မှန်နဲ့ဈေးနှုန်းတန်ရမယ်စကောင်းရမယ်ဖော်ရွေရမယ်ဆိုတာပကံမှာဦးစေပါခင်ဗျာကျေးဇူးများတင်ပါတယ်အဲ့ဒါတော့များပါကျွန်တော်တို့ဦးစေစင်ရိုးဘူဖေးထမင်းဆိုင်မှာရရှိနိုင်တဲ့မီနူတစ်လေးပါဗျာမင်းကတော့ငပိရည်လေးပါဒါလေးကအခုမင်းကတော့ငပိရည်လေးလေကျွန်တော်ဦးစေစင်ရိုးဘူဖေးထမင်းဆိုင်မှာလာစားလို့ရှိရင်ဝယ်ယူသုံးဆောင်လို့ရပါပြီခင်ဗျာကျေးဇူးတင်ပါတယ်ကံဦးစေစင်ရိုးဘူဖေးထမင်းဆိုင်မှာကြိုးစိုးပါတယ်ဗျာဈေးမှန်ဈေးတန်အရသာမှန်ဦးစေပကံရှိပါတယ်ခင်ဗျာ